ချင်းစီလင်ရနေတာတင်တော့ခါ不读蛮读，一直爱鸟过。不是家里的嘿，你有错了。မလာမတဲ့ငယ်ကျလဲငါနစ်စပပညာအများကြီးတင်ဖို့လာခဲ့跑比伢嘞，拉跳。ဟဲ့ဒါနဲ့တငယ်ချင်းနေတန်ကလေငါနဲ့စကားပြောနေရမှာရွာထနေမနေတန်က嘿，不要说他，要么拿死你，嘿，拿死了好难帮你呀。နာစင်းရလားအမဘောင်ငောင်ကြောင်ကုန်ပြီ没得要不要你，你要来拉我拍。ငါလေစကားပြောလို့ရှိလို့ရှင်တန်တန်မပြောတာနွရွာလေးပြောရှင်လို့အနစ်မလားတင်တာဟဲ့အခုတော့နင်သိပြီမလားနင်တို့ပဲငါ့ကိုလေနေ့သားပေးများတယ်ရွာစစ်ထိုင်လဲငါ့ကိုလာပြောအခုတော့နင်နားလဲပြီမလားငါကောင်နဲ့တွေ့တဲ့ခါကျရင်လေအကျင့်ပါလို့တခါနင်တို့နဲ့ပြောတဲ့ခါကျရင်ငါအဲ့လိုပြောတာအဲ့ဆိုနင်စပြောကြည့်ထမင်းစားပြီးလာကိုနင်ရွှွှွလေးပေးတယ်လေးနဲ့ပြောကြည့်အဲ့လိုနှခေါင်းတာမဟုတ်ဘူးနော်ငါနာစီးနေလို့တင်းစင်းကပြောကြည့်မယ်နော်ပြောကြည့်နင်ပါဝအောင်လေအရှိမကိုပါတက်ပြီးပြောကြည့်အခုထမင်းစားပြီလား你အဲ့လိုပြောစရာလား你အဲ့လိုပြောမှဟိုကခါလှမ်းပြီးထွက်ပြေးမှာပေါ့ဟဲ့ကြည့်နင်ငါလိုပြောကြည့်နော်နင်နားထောင်လားအကိုထမင်းစားပြီလားအော်ရပြီတကယ်ချင်းငါပြန်ပြောကြည့်ပြမယ်နော်ကိုထမင်းစားပြီလားအဲ့ဆိုကနင်တော်တော်လေးတင်ပေးအောင်ပါပဲနင်ဟွာလေးပြောကြည့်လေဝင်ကားလို့ပြောကြည့်အော်အဲ့ဒါပြောလားအဲ့ဒါဆိုရှင်ငါရရဲ့အိမ်မှာဆိုလို့ရှင်ငါအခက်ထောင်မကောက်လေးကျင်တာအဲ့ဆိုပြောကြည့်ပြောမောင်ဟဲ့ဒီကနေ့ဘလို့မဟာဖြစ်သွားတော့အော်အဲ့ဒါလားငါမနင်းတယ်လေတစင်ကြော်ပါလေနင်ကလည်းဘဲမရဘူးတပြောတာငါထထောင်ပို့ပြီးနှုတ်ညံ့ရွက်စီနေတယ်ဟုတ်လားရှိမလို့မဆုံးသေးဘူးနေတဲ့ညလည်းဟဲ့မားလို့တငယ်ချင်းကနေပြန်ရင်ပြတ်မယ်ဝိုးတငယ်ချင်းမွေးတာဘာနိုင်လဲမသိဘူးဟိုးဘယ်လိုနဲ့မျိုးလဲမသိဘူးမွေးနေပဲငါပေးမရတော့မေ့သွားတယ်ဟဲ့နင်အဲ့လိုအစားတော့ပဲမဲ့နေဘယ်သူရှက်မှာလဲငါအကိုနေမှာပေါ့မိဖို့ကျွန်တော်မှဘာလို့ရှက်နေလဲမသိဘူးဟဲ့နင်အဲ့လောက်ထိအစားတော့မှတာငါအကိုရွှဲပါလားငါအကိုလည်းနင်နဲ့ဆိုတိတ်လိုက်မှာ तू လည်းအစားတော့ဆိုဆောက်ရမ်းကြိုက်တာမလုပ်ပါနဲ့ဟိုစတာမလုပ်ပါနဲ့ဟဲ့ဘာလို့မလဲငါကွာနင်ဆိုလိုက်ပါလေအော်တော်ပြီဒီနေ့ဆက်လိုက်တော်နင်ကိုရငါများချင်ဟဲ့နင်တန်းလည်းဟဲ့ငါတော်ပို့ပြီးမှုဝင်နေသေးရဲ့你弄鸟个地图，你公太苗你哪里了嘛啦？巴那么这样子呀？ကိုကျမမလေးပြပြဆုံးမိစားအိမ်လုံးလည်းမရှိဘာလုံးမှမရှိတာလင်းမရှိတယ်အဲ့ဒါမို့အခုညီမစီမလေးလင်းရအောင်စကားပြောနေဘာညာပေါ့လားတင်တာပေါ့ကိုရဲ့你弄鸟哎，你呀，我什么你弄你家？巴满丢，哎呀，一张喂。အကူကလည်းစုနေရပြီပဲဒါနဲ့လေအခုမင်းဆရာရှိသေးတယ်ဒီတငယ်ချင်းငါတောင်းတာထောင်တာနော်အကူဟောလေးရောက်စားလေးရောင်လေးပါဆိုင်တတ်တာလည်းညီမလေးရောက်စားလေးစိတ်သိရခါဆောင်အကူများသိမလားအဲ့လားမင်းရဟဲ့နစ်တန်းဟုတ်ပါဒါပေမဲ့သူ့တမေးတာနင်မရဲ့ငါအကွာလေအသက်20လုံး FA ဘွားနဲ့နေလာသူဒါဘာမှမသိဘူး你嘛，你俺陪乱了喏。你妈ပြောတာမဟုတ်လို့လားအကိုကလည်းတော်ပြီ，那你弄鸟呢是干表人哩？咱们别表弟啦，我那时候叫的俺陪鸟来啦呗，တော်ပြီ，သွားတော့မယ်အခုခဏလေးမတော်နဲ့အခုခုနကပိုင်ရှက်တာလဲဘာရှိပေါ့နေဘူးပါဘူးလားအခုကလည်းလောက်ပါညီမပိုင်ရစားနေလို့ပါအခုကလည်းနော်အခုပြောပြလိုက်ပါအခုဘာဟင်းချက်လာလဲဟင်းရဟင်းဟေး